မင်္ဂလာပါအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ကတော့ဘယ်လိုပြောမလဲကရင်ပြည်နယ်ကနေပြီးတော့တမဟာခေါ်ရတဲ့ဒီနိုင်ငံသားကိုရလာနေတဲ့ကရင်ဘယ်လိုပြောမလဲမျိုးချစ်တရားပါเนาะကရင်မျိုးချစ်တရားပါအဲကြောင့်မို့ကျွန်တော် PDF တွေလည်းကျွန်တော်သတိပေးခြင်းတယ်เนาะဒီရဲ့နေတော့ခေါ်နေတဲ့ဘူမူတာဘောလာဘာဘောလဲအဲ့ဒီကောင်နော်သူလို့ရတအားကိုဘယ်လိုပြောမလဲထိခိုက်နေပြီနော်သူလို့ရတအားကိုထိခိုက်နေဘာဖြစ်လဲဆိုတော့အဲ့ဒီရဲ့ဘူတာဘောကအဲ့ဒီမမိုးလည်းကျွန်တော်ပြောခြင်းတယ်နော်မမိုးကဘယ်လိုပြောမလဲနော်အဲ့ဒါဘောရဲ့အကြောင်းနော်ဒီရဲ့ဗီဒီယိုဖိုင်ကိုမမိုးစီကိုလည်းပို့ပေးပါနော်ကိုယ့်ရဲ့တက်ရင်တွေက PDF နော်ဒီလိုမျိုးချစ်စိတ်ဓာတ်နဲ့အသက်လာပေးသွားတဲ့ PDF နော်ကိုယ်နဲ့တူပဲအလုံးလုံးနဲ့ဟာယူနော်အဲ့ဒါကိုဖမ်းပြီးတော့ထိုင်းမှာသွားအပ်တယ်ဘာကိုစီမလဲတရားဥပဒေရှိရတာနဲ့နော်ပြောနေတဲ့တရားဥပဒေရှိနေဘာဖြစ်လို့ထိုင်းမှာသွားအပ်တယ်အဲ့ဒါသူမျက်နာတွေယူခြင်းလို့ထိုင်းနေကိုလူတွေပဲနော်ဟိုသူနာမှာကနဲ့ဟိုချကပေါ်သွားလေဟိုထိပ်ပြောင်တဲ့ကောင်ကမျက်နာပြောင်တဲ့ကောင်အဲ့ဒါထိုင်းတိုင်းရင်းသားတွေကိုစက်ခဲ့တယ်ကာနဲ့တက်ရင်တိုင်မှုဖြစ်ခဲ့တယ်အဲ့ဒါရတော့သူဘာမှမပြောဘူးတရားမျှတမှုမရှိဘူးအဲ့ဒါမလုံသိတဲ့အရာခေါင်းဆောင်တရားဖြစ်ပြီးတော့အဲ့ဒါကျွန်တော်ကအဲ့ဒါကိုပြောချင်တာလူကိုလူလိုမထင်ဘူးလူလိုမဆက်ဆံဘူးဘာပဲဖြစ်ပေါ့အဲ့ဒီမျိုးကိုကခေါင်းဆောင်တရားဖြစ်ခဲ့တယ်ကိုရဲ့တက်ညင်တွေကလူတရားအမားတစ်ခုလုံမိခဲ့တယ်ဒါပေမဲ့သူလှုပ်ချင်တာလည်းမဟုတ်ဘူးတော်ဆန်းနေတော့ဖြစ်တာအဲ့ဒါကိုထိုင်းကဘယ်လိုပြောမလဲအဲ့ဒီရဲ့ကိုယ့်ရဲ့လူကအမှုဖြစ်ခဲ့ရင်ကိုကတောင်းဝန်ခံပေးရမယ်အဲ့လိုမျိုးမလုပ်ဘဲနဲ့နော်ဒီအဲ့လူကိုသာအပ်လိုက်တာအဲ့ဒါဘာဖြစ်သွားလဲမင်းတို့တွေหนีရဲသေးလားအဲ့ဒီတိုက်ရင်တွေကမင်းတို့အဲ့ဒီဒါဘောတိုက်တဲ့ဟာမျိုးချစ်စိတ်ဓာတ်ကိုတိုက်တာမဟုတ်ဘူးနိုင်ငံရေးကိုတိုက်တာလည်းမဟုတ်ဘူးနော်အဲ့ဒါကိုကျွန်တော်အမြင်တယ်ပြောချင်တယ်ဒါပေမဲ့ပြောလိုက်ရင်တော့ဟိုလူတွေကပြောမယ်ဟိုဘိုးကျုံနဒါမြလိုမျိုးပေါ့နော်ဘိုးကျုံနဒါမြအရန်ရှင်းတယ်မြပဲ့ထုတ်လိုက်တယ် KNU တွေကအဲ့လိုမျိုးစောက်လှုပ်နေတာအဲ့ဒီမိခင်တွေကကိုကရန်သူကိုသတ်တာမိန်းကလေးမိန်းမတွေနဲ့ကလေးတွေကိုလွတ်လိုက်တာအဲ့ဒီရဲ့ရန်သူတွေကိုသတ်တာအဲ့ဒါဘူချုံနဒါသူ့လက်နဲ့သတ်တာမဟုတ်ဘူးဒါဘောကသတ်တာစဉ်းစားကြည့်ပေါ့ဘယ်သူပဲခန့်လဲဘယ်သူလဲခန့်ယူလားအဲ့ဒီအမှုကိုဘယ်သူကခန့်လိုက်လဲဘူချုံနဒါမြပဲခန့်တယ်အဲ့ကြောင့်မို့ဒါဘောကိုပြောချင်တာနော်ကိုတက်ရင်တဲ့လူတွေပဲဘာဖြစ်လို့အစည်းအဝေးထိုင်ပြီးတော့အမှုတစ်ခုနဲ့ကိုဘာသာကိုမဖြေရှင်းနိုင်ပဲနဲ့လူများနိုင်ငံမှာသာအပ်လိုက်တာဘာဖြစ်လို့သာအပ်လဲဟိုဒါဘောဟိုမှာလေပမာပြည်ကိုပြန်မရဲတာအဲ့ဒီကရင်ပြည်နယ်နဲ့ကြားတစောင်းမှာပဲဖမ်းတော့မှလစ်လို့မရဲတဲ့ဟာယူသူကထိုင်းမှာပဲဟိုမှာမျက်နှာယူပြီးတော့အဲ့ဒီ PDF ကလူကိုသွားအပ်တာကိုလူပဲကိုအစရလို့လားစစ်ကြည့်ပေါ့ဘာမှုလဲဘာဖြစ်လို့လောက်တာလဲနော်ဟိုအဲ့နဲ့လူကလည်းမျက်နှာကိုကျွန်တော်ကြည့်လိုက်တယ်ဩဒါငါရဲ့ခေါင်းဆောင်ပဲလားဆိုတော့
ဖြစ်နေတယ်မတူဘူးဟိုချကပေါ်ဝါသနဲ့အမှုနဲ့ဟိုလူအသနဲ့အမှုနဲ့မတူဘူးဟိုကောင်ကိုထောင်းခံတယ်နောက်ပြီးတော့ဟို PDA ကကောင်တွေကတော့ရဲမှာသာအဲ့ထိုင်းမှာသာအဲ့ဒါတရားမျှတမှုမရှိဘူးကိုဒါဘောရဲ့တအားလုံးနေတယ်တအားလုံးနေပြီမမိုးပြောနေဗုဒ္ဓဘောကဒါပဲဆိုပြီးတော့အခုမှပဲကျွန်တော်သိတာအရင်ကကျွန်တော်ဒီလောက်တော့ဘယ်လိုပြောမလဲမခံစားရဘူးကူညီခဲ့ဘူးတယ်အခုရတော့ကျွန်တော်ကူညီရမယ်အခြေအနေမရှိတော့အဲကြောင့်မို့ကျွန်တော်ပြောခြင်းတယ်နိုင်ငံနဲ့လူမျိုးအတွက်နိုင်ငံရေးအတွက်အသက်ပေးသွားတဲ့ PDF တွေတည်ထားကြပါနော်လူများထိုင်းမှာသွားခိုင်းမသွားနဲ့ဘာဖြစ်လို့ဆိုတော့တခါလေရရင်ကိုအမှုဖြစ်သွားမှာနော်ကိုအမှုဖြစ်သွားမှာမင်းတို့အာကိုနဲ့ဒါဘောဆိုတော့အဲ့ဒီမမုံပြောနေတဲ့ဒါဘောကလှုပ်လိုက်ပြီအခုကနော်လှုပ်လိုက်ပြီအဲ့သတိဝေရနဲ့နေပါနော်ပြောချင်းတယ်ဒါဘောကဟိုမှာကရင်ပြည်နယ်ကိုတိုက်ယူမဲ့လူမဟုတ်ဘူးသူကကရင်နိုင်ငံကိုတိုက်မှလည်းလူလည်းမဟုတ်ဘူးသူကကိုအတွက်ကိုသူကကိုအတွက်ကိုဘယ်လိုပြောမလဲအဲ့ဒီ PDF ကဘယ်လိုပြောမလဲစတာလည်းမဟုတ်ဘူးနော်စတာလည်းမဟုတ်ဘူးဟိုမှာနေလူငါလူနဲ့အဲ့လိုမျိုးဖြစ်တာနေလို့သိတဲ့အတိုင်းပဲနေကြမှာတနတ်ရောင်းဝယ်ရေးတွေဟိုကထိုင်လဲဟိုမှာတနတ်တွေပါတွေရောင်းပေးတယ်လည်းရှိတယ်နောက်ထိုင်ကလူကတနတ်ကိုတနတ်ရောင်းပေးတယ်ထိုင်ကရဲနေတော့တိုင်တယ်အဲ့လိုမျိုးလည်းရှိတယ်တနတ်ကိုကူးနေလူကလည်းဘယ်လိုပြောမလဲအမျိုးတွေကြုံနေရတယ်ရောင်းပေးတဲ့လူကပလိမ့်နေတော့တိုင်တယ်နောက်အလူရဲတွေဖြစ်နေတဲ့ခါရလဲကိုကခံရမှာပဲအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာအဲ့လိုမျိုးခေါင်းဆောင်မျိုးကကျွန်တော်တို့အထဲမှာရှိမယ်ကျွန်တော်တို့ခေါင်းဆောင်ကျွန်တော်တို့ကိုဘယ်လိုပြောမလဲကျွန်တော်တို့ကိုလမ်းပြပေးတဲ့ခေါင်းဆောင်မျိုးအဲ့လိုမျိုးခေါင်းဆောင်မျိုးရှိခဲ့ရင်တော့ကျွန်တော်တို့ကတော်လရင်းကိုတော့မလုပ်တော့သူလောက်တာတော်လရင်းမှမဟုတ်တာကိုကြိုးတွေကြီးပဲမင်းတို့အဲ့လိုချကပေါ်ဝါကဟိုမှာထိုင်းတွေကထိုင်းနိုင်ငံသားကိုကားနဲ့တိုက်နေခါရတော့ तू ကဘာတွေပြောလဲဘာမှမလုပ်ဘူးအဲ့လိုမျိုးပတ်စံနဲ့နော်အမှုကိုဖုံးကွယ်တာဟိုအသက်ပေးတယ်နော်နိုင်ငံနဲ့တွဲတယ်လူမျိုးအတွက်နိုင်ငံအတွက်အသက်ပေးတဲ့လူရတော့ဘာမှဘယ်လိုပြောလဲတရားစီရင်မှုမရှိပဲနဲ့ထိုင်းမှာအလကားသွားအဲ့ဒါတအားကိုထိခိုက်တာဒါပေါ့မင်းလောက်อ่ะကျွန်တော်ပြောတာကတော့ခံနေရတာကြာနေပြီအဲ့ဒါဘောကလေသူ့ကိုရင်အားကူညီခဲ့တာဒေါ်လာတွေအများကြီးကုန်ခဲ့တယ်အဲ့ချိန်သားသူကဘယ်လိုပြောမလဲသိပြီးတော့ပတ်စံသိမ့်မရှိဘူးလေအဲ့လိုမျိုးခေါင်းဆောင်မျိုးကပတ်စံရှိတော့မင်းတို့ကိုသတ်မှာအဲ့ကြောင့်မို့ကျွန်တော်ကမပြန်ချင်တာပြန်ချင်ပါတယ်ကိုနိုင်ငယ်တွေကိုအမိမိတွေကိုပြန်ချင်တယ်ဒါပေမဲ့အဲ့လူကကိုယ့်ရဲ့ပတ်စံတွေကိုစားပြီးတော့ကိုယ့်ကိုသတ်မှာသူကပတ်စံကိုယူတာတခုပဲသိတယ်တရားမျှတမှုကသူမသိဘူးအဲ့လိုမျိုးခေါင်းဆောင်မျိုးရဲ့အုပ်ချုပ်ရေးအောက်မှာမင်းတို့သွားနေတော့ဘယ်လိုပြောမလဲမင်းအွန်လိုင်းနဲ့ပြန်ပေါင်းရင်တော့ပိုတော့အဆင်ပြေတယ်တိလားအဲ့ဒီမင်းအွန်လိုင်းတို့စစ်တပ်ရဝင်လိုက်ရင်ပိုတော့အဆင်ပြေမှာပြောနေတယ်အဲ့ဒါကိုမားကိုသူကမခံတာ
လူများအမားရတော့ဘယ်လိုပြောမလဲစောက်ပြီးတော့လှုပ်တာအဲ့လိုမျိုးလှုပ်ရက်တွေကတအားကိုနာတယ်အသက်ပြေးသွားတဲ့ပြည်သူလည်းနာတယ်ထိခိုက်တယ်အားကြောင့်မို့ကျွန်တော်ကစဉ်းစားနေအဲ့လိုမရလားအားကြောင့်မို့ပြောချင်တယ်ဟိုအကောင်တွေလည်းမြောက်ပြနေသူအရင်ဆရာအာခံအာကောင်လာရှူတာဒါပဲအဲ့ဒီဒါဘောအကောင်ပဲပတ်စံစီပြီးတော့ဒီရဲ့တိုက်ပွဲကဗိုလ်ချုပ်နဲ့ဒါအများတိုက်ပွဲစဉ်းစားကြည့်လေဘယ်သူမှမတိုက်တဲ့အချိန်မှာဘယ်သူကတိုက်ပွဲဖွင့်တာလဲအဲ့ဒီဗိုလ်ချုပ်နဲ့ဒါအများပဲတိုက်ပွဲဖြစ်တာအဲ့ဒီဗိုလ်ချုပ်နဲ့ဒါပဲတိုက်ပွဲဖြစ်တာဟိုအကောင်ကတော့ဟိုအကောင်ကဘယ်လိုပြောမလဲအခွင့်ကောင်းယူတော့သူနာမည်ရပဲအဲ့ဒီဒါဘောကနော်နာမည်နည်းနည်းကြီးတာနဲ့ဘယ်လိုပြောမလဲအခွင့်ကောင်းယူတော့မိမ2ယောက်စိန်ခံနေတယ်သူတို့လူတဲ့အဲ့လိုမျိုးပဲမိမ2ယောက်3ယောက်နဲ့ကိုမိမတော်မကိုတတိသိစားမရှိတဲ့ခါယူအဲ့လိုမျိုးကိုရဲ့စစ်သားရဲ့အပေါ်မှာဘယ်လိုသိစားသွားရှိမလဲစဉ်းစားကြည့်ပေါ့မဟုတ်လားဒါလွန်နေတယ်အဲ့ဒါဟိုဒါဘောကဘာမှမရှိဘူးအရင်ကတော်လည်းရင်းမှလာလောက်တာမင်းတို့စဉ်းစားကြည့်လေနော်တော်လည်းရေလုံးမတထေးဖြစ်နေကောင်လေမင်းတို့အဲ့ဒီကောင်လေနောက်လိုက်ကြကျွန်တော်တို့ကတော်လည်းရေကိုကူညီလို့ဟိုမှာစင်းရဲနေတဲ့ကောင်လေဖြစ်နေတာအခုကမကူညီတော့ဘာဖြစ်လဲဟိုကပောက်ကရတွေလိုက်စားတာနောက်တော့သူကတော်လည်းရင်လှုပ်ပြီးတော့သူကချမ်းသာတော့ကိုဟိုမှာသတ်မယ်လေကီကောတာဘွားဘာလဲ KNDO ကဖွင့်တာအဲ့ဒီဘူချုံနဲ့ဒါမြ KNDO ချိန်တော့အဲ့ဒါကိုမင်းတို့စဉ်းစားကြည့်သူနာမည်ကကြီးသွားတာဘယ်သူကကြီးလာလဲဟိုမှာကျွန်တော်တငယ်ချင်းတရားဟိုမှာသူ့ကိုဘယ်လိုပြောမလဲတချင်းတပုတ်နဲ့ရေးပေးလိုက်တယ် Welcome to Lake Kiko ဆိုပြီးတော့အဲ့ဒါသူနာမည်ကကြီးသွားတာဂျေစုရှင်ကိုလည်းမသိဒါဘောကပြလိုက်ရင်လေတိုက်ပွဲထဲမှာမျက်မှန်နဲ့ rain band နဲ့နောက်တနက်ကတော့အရင်ကနည်းနည်းပပန်းစင်းရဲတာပေါ့သူကစစ်သားအချိန်တော့စဉ်းစားကြည့်လေနိုင်ငံရေးတစ်နှစ်တော့2နှစ်3နှစ်ပဲလောက်တာမင်းတို့ဘလို့မင်းအောင်လိုက်ကိုသွားပြီးတော့ပြောင်းတိုက်မှာလဲတလောက်တော့ချမ်းသာတဲ့ဟာယူနိုင်ငံရေးလောက်တာလဲတော်လည်းရင်းသူကလောက်တာဘာတော်လည်းရင်းလဲကျွန်တော်လည်းစဉ်းစားလို့မရတာပြည်သူတွေ့လားကိုတွေ့လားဆိုတာမင်းတို့စဉ်းစားကြည့်ပေါ့လောက်တာ4နှစ်လောက်ပဲရှိသေးတယ်တအားကိုကြွယ်ဝချမ်းသာပြီးတော့စီးနေဖနာကတော့ဘယ်လိုပြောမလဲနိုင်ငံခြားကင်နေတဲ့နာကတော့ special ပဲတန်တဲ့မျက်မှန်တော့အဲ့လိုပဲဟိုတိုက်ပွဲဝင်ရမင်းတို့တွေ့လာမှာဒါဘောလေဟိုမှာညက်ဖနက်တစည်းနဲ့တ
ဖနက်တော့ကြံခဲ့တယ်သူ့ပြောလိုက်သွားကောက်လိုက်ကိုသူ့ဖနက်ကိုဆက်လို့ဆက်စားကြမင်းတို့ကျွန်တော်ကိုလည်းလိုက်ပြီးတော့သတ်ချင်တဲ့ကောင်မင်းတို့လောက်ရပေါ့တမလုံးဘွားရရင်တော့မင်းတို့နဲ့တွေ့မှာသိကြပါလေနော်ဒီဘွားကတော့မင်းတို့ရဲ့လောက်ရတော့စီးသွားပြီတော်သေးလို့ပေါ့မဟုတ်ရင်ကိုအားဟိုမှာအလုံးလုံးပြီးတော့ကူညီလုံနေအဲ့ဒီလေကီကောပဲလှုပ်လိုက်ရင်အဲ့ဒီမြဝေဒီပဲလေးနှစ်ကျော်နဲ့ဟာယူအဲ့လေကီကောမြဝေဒီမပြီးသေးဘူးတိုက်တာ2ရက်3ရက်နောက်ပတ်စံမရှိတဲ့ခါကျတော့ဟိုးရဲ့အဟောင်းဗီဒီယိုအဟောင်းကပုံတွေလိုက်ပြီးတော့လွင့်တယ်အကူညီနဲ့ကောင်လဲကူညီတယ်ဟဲ့ဒါဘောဆိုပြီးတော့သူတပည့်ဟိုမှာပန်းနေပါနဲ့ဒါဘောမင်းတို့လောက်ရတယ်ဟာကျွန်တော်စဉ်းစားလို့မရတာအဲ့ဒီရဲ့ဘယ်လိုပြောမလဲဟိုမြောက်တကောင်ကိုမြောက်ပြလားနော်စဉ်းစားကြည့်ပေါ့နော်စဉ်းစားကြည့်တအားလုံနေပြီနောက်ဒါဘောကိုလည်းသူကမျိုးချစ်တယ်လို့ကျွန်တော်ထင်ခဲ့တာသူ့ခါတိုင်းဒီကိုကဘယ်လိုပြောမလဲအမုန်းခံပြီးတော့သူ့ကိုဒီလိုက်မှလွှင့်ပေးတာလှုပ်လိုက်ရအဲ့လိုမျိုးပဲဟိုဒါဘောအထင်ကြီးတဲ့ကောင်နေမင်းတို့စဉ်းစားကြည့်ပေါ့နော်မင်းတို့အဲ့ဒီရဲ့ကိုနဲ့တွဲပြီးတော့ကိုနိုင်ငံကိုချစ်ပြီးတော့ချစ်မြတ်နိုးပြီးတော့တိုင်တဲ့ကောင်အဲ့ဒါပလိတ်စီမှာသာအဲ့ဒါသူကတရားမျှတမှုနဲ့အဲ့ဒါမဟုတ်ဘူးမင်းတို့စဉ်းစားကြည့်မျက်နှာယူနဲ့စတိုင်နဲ့အဲ့ဒါဘာဖြစ်ဆိုတော့သူလန်ကြောင်းထိုင်းမှာပဲရှိတော့တယ်နော်အဲကြောင့်မို့ထိုင်းနဲ့မျက်နှာယူတော့ကိုလူကိုဘယ်လိုပြောမလဲအမှုမရှိပဲနဲ့အဲ့လိုမျိုးတိုက်ခဲမှုရှိရင်ကိုကရင်ဆိုင်ရမှာပဲကိုကခေါင်းဆောင်ထိုင်းနဲ့တက်နိုင်ဆုံးမင်းကမပေးနိုင်ဘူးငါလူကဘာမှုမို့လို့လဲအဲ့ဒါနှစ်ဖက်စလုံးထိုင်းမှာလည်းအပြစ်ရှိမယ်ဘာမှုလဲအဲ့လိုမျိုးရင်ဆိုင်ရမှာကိုကခေါင်းဆောင်ဖြစ်ဘာမှုမှမရင်ဆိုင်ပဲနဲ့ဘာမှုမှမဖွင့်ပဲနဲ့အဲ့လိုမျိုးသူတခြားနိုင်ငံရဲ့လူကိုလူမျိုးနော်ကိုနိုင်ငံတွေကလူတခြားနိုင်ငံမှာသာအဲ့ဒါစိတ်ထိခိုက်တာသူကထင်နေဟိုထိုင်ကားကောင်းတာသူ့ကိုချီကျူးမယ်တရားမျှတမှုကဘာရာနဲ့မှဖုံးကွယ်လို့မရဘူးလုံနေပြီလောက်တာနော်လူစိတ်လည်းမရှိတော့အဲ့လိုမျိုးစိတ်ဓာတ်မရှိတဲ့ခါကျဘယ်လိုမျိုးဟိုမျိုးချစ်ကောင်းဆောင်လို့တော့ခေါ်ရမှာနာတော့ပြောလိုက်နာကော်သူလေး KTL မင်းတို့စဉ်းစားကြည့်လေကရင်ချင်းပဲဟိုမှာစစ်တော့တိုက်ခါ KTL နာမည်တခုမှမရှိနာဖန်လိုက် KTL ကြီးပဲဘာအမှုနဲ့တော့ဖွင့်လဲကြက်ဥစားနဲ့အမှုနဲ့
အဲ့လားတော့ဂယူမဆိုင်တာနော်သူတို့ကြက်ဥနော်မှထိခိုက်မခံချင်ဘူးအဲ့လားတော့မှလောဘကြီးနဲ့ဗုဒ္ဓဘွားမင်းတို့ဘယ်လိုမျိုးခေါင်းဆောင်လို့သာခေါ်ရမလဲမမိုးကပြောနေတဲ့ဗုဒ္ဓဘွားကျွန်တော်အခုမှပဲသိတာအဲကြောင့်မို့ပြည်သူတွေတတိဝရိယနဲ့နေကြပါနော်ဘယ်လိုပြောမလဲမင်းတို့ကိုအရန်လေးစားတယ်နော်တတိဝရိယနဲ့အခုကဘယ်လိုပြောမလဲကျွန်တော်ဟာမင်းတို့အတွက်ကိုအရန်ပြီးတော့စိတ်မကောင်းဖြစ်ခဲ့တယ်ဘာဖြစ်ဆိုတော့ကျွန်တော်ရင်လားကုညီခဲ့တဲ့ဗုဒ္ဓဘောဒီလိုမျိုးအလုံးမျိုးလုံမယ်လို့ကျွန်တော်မတင်ခဲ့ဘူးအခုမှပဲအရင်ကလူများပြောရလေဗုဒ္ဓဘောဆိုပြီးတော့ချီကျူးနေရတာအဲကြောင့်မို့စစ်သားတယောက်ပဲနော်တော်လည်းညလောက်တာ၄နှစ်ပဲဒီလောက်ထိချမ်းသာတဲ့ကောင်ဘယ်တော့မှမပေါင်းနဲ့နော်ကျွန်တော်လည်းစကားများပြောမတတ်အလုပ်ကလည်းနည်းနည်းပါသွားလို့ရမယ်ဆိုတော့ဒါပေါ့မဟုတ်လားကိုမိသားစုလည်းရှိတယ်လေနောက်မှပဲဘယ်လိုပြောမလဲမင်းတို့ရဲ့လိုအပ်ချက်တွေတကယ်တိုက်ပွဲဝင်တဲ့တော်လိုင်းခေါင်းဆောင်တွေရဲ့လိုအပ်ချက်တွေတော့ကျွန်တော်တို့ကအတက်နိုင်ဆုံးကူညီပါမယ်ဒါပေမဲ့ကျွန်တော်ကူညီခဲ့တဲ့ပူဓာဘောကိုတော့လုံးဝမကူညီတော့ပါဘူးနော်အဲ့လိုမျိုးပြောချင်တယ်ကျွန်တော်စကားလည်းသိပြီးတော့ပြောမတတ်မြန်မာစကားမပြောခဲ့တာ10နှစ်ကျော်ပြီဆိုတော့အဲ့လောက်တိပဲရတာရောင်မို့တီးခံပြီးတော့နားထောင်ပေးပါ share ပေးပါဒီရဲ့ဗီဒီယိုကိုဟိုမမိုးလည်းပို့ပေးလိုက်ပါနော်သူကပူတာဘောကိုတအားသစ္စာရှိခဲ့တယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ကြည့်ပြီးတဲ့အတွက် share များလုပ်ပေးပါ